はいဒီနေ့မှာတော့ကိုဒီမိမိခါလာ over to N1 grammar ပတ်တဲ့တစ်ခုဖြစ်တဲ့နံပါတ်2ပတ်နဲ့ပေါ့နော်ကဲနိုင်နာနီဆိုတာဆိုရဲ grammar လေးကိုဆက်သွားလိုက်ရအောင်เนาะသူရဲ့မြန်မာလိုအဓိပ္ပာယ်ကကြတော့တောင်မှဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကိုတို့ N2 မှာလည်းသင်ခဲ့ကြတယ်စရဲဆိုတဲ့ grammar မှတ်မိသေးလားမသိဘူးเนาะစရဲဆိုတာကလည်းတောင်မှဆိုတဲ့အဓိပ္ပာယ်သူကလည်းစရဲနဲ့တူတူပဲဒီဆိုတာကလည်းရမယ်เนาะအဓိပ္ပာယ်တူတူပဲကဲသူရဲ့စုစုခုလေးကိုချက်လောက်ကြည့်လိုက်ရအောင်เนาะသူကကြတော့ဘာနဲ့တွဲမလဲဆိုတော့မဲရှိပူဒါစုဆိုတာတယ်เนาะအဲဆိုတော့ noun နဲ့တွဲမယ်လွယ်တယ်စုစုခုလေးကရမယ်เนาะကဲဒါဆိုလို့ရှိရင်သူရဲ့ရှင်းလင်းချက်ဆက်စွန်မဲလေးကိုတစ်ခါလောက်ဖတ်ကြည့်လိုက်ရအောင်เนาะဒီနိုင်နာနီဆိုတာကတော့တဲ့ A မိုနာနီနာနီ A မိုနိုင်နာနီတာခါတာဟိုကာဝါမိုချီတော့เนาะ A ကအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့တခြားအရာတွေကတော့ကျင်းသေးပေါက်ပဲအဲ့ဒါဖြစ်တဲ့နိုင်နာနီဖြစ်ပါတယ်ဆိုရဲပေါ့เนาะအဓိပ္ပာယ်ရပါတယ်တဲ့သူကတစ်ဖက်ဆောင်းနေထားတဲ့ဥပမာတစ်ခုကိုပေးပြီးတော့ပေါ့เนาะဥပမာလုံးဝကွာဒါလေးကဘယ်လိုပြောမလဲလုံးဝတင်းနှုတ်တဲ့ဥပမာလေးပေးပြီးတော့တင်တဲ့ဟာတော့လုံးဝမလုံနိုင်ဘူးเนาะအဲ့လိုမျိုးပြောဥပမာဆိုရင်6ယောက်နာနေတာเนาะလမ်းတော်မလျှောက်နိုင်ဘူးပြေးဖို့အနေထားတာလမ်းတော်မလျှောက်နိုင်အဲ့လိုမျိုးတစ်ဖက်ဆောင်းနေပြောထားတယ်ပေါ့เนาะဥပမာလေးပေးပြီးတော့ပေါ့เนาะအေးမို့နိုင်နာနီတာခါတာဟိုကဝါမို့ချီတော့နိုင်နာနီတာဆိုပြီးတော့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်တဲ့ရမယ်เนาะကို N1 ရောက်နေပြီဆိုတော့အကိုဒီဂျပန်လိုလေးတွေပို့ပြီးတွဲမှတ်ထားတာပို့ပြီးတော့နားလည်ရလွယ်မယ်ပေါ့เนาะကဲဒါဆိုရှင်ကိုတွေ Railbone လေးကိုဖတ်လိုက်ရအောင်เนาะ Railbone 一番မှာပါလေဆိုတော့友達の家ဆိုတာ覚えられないねเนาะအဲဆိုတငယ်ချင်းရဲ့အိမ်တော်မှာတဲ့မမှတ်မိဘူးတဲ့เนาะမမှတ်မိနိုင်ဘူးအဲဆိုတခြားအိမ်တွေရောပြောမနေနဲ့ပေါ့เนาะတငယ်ချင်းရဲ့အိမ်တော်မှာမမှတ်မိဘူးရမယ်เนาะအဲ့လိုမျိုးပြောအဲ့ဆိုတော့အောက်မှာလည်းကိုဆက်စွန်မဲ့လုပ်ပေးထားတာပေါ့เนาะ友達の家も覚えられないのだから他の人の家はもちろん覚えられないတခြားတငယ်ချင်းရဲ့အိမ်ကိုတော့မမှတ်မိရဲ့အတွက်ကြောင့်မလို့တခြားသူရဲ့အိမ်ဆိုလို့ရှိရင်တော့တေချာပေါက်ပဲမမှတ်မိဘူးရမယ်နော်နောက်တစ်ခုアメリカに留学したことがあるのに日常会話すらできないနော်အဲ့ဆိုအမေရိကကိုဒီ留学ပေါ့နော်နိုင်ငံခြားပညာသင်သွားခဲ့ရတာနဲ့တဲ့သွားခဲ့တဲ့အတွက်ကြောင့်ရှိရတာနဲ့ပေါ့နော်日常会話ဆိုတာနေ့စဉ်စကားပြောတောင်မှမလုံနိုင်ဘူးမပြောနိုင်ဘူးလို့ပြောတာဒါဆိုလို့ရှိရင်လေဒီ日常会話ကတော့နော်ပြောမနေနဲ့တော့တခြားဟာတွေဆိုလို့ရှိရင်ပိုတော့မလုံနိုင်ဘူးလို့ပြောချင်တာပေါ့နော်ကဲအဲ့ဆိုအောက်မှာလည်းခန္ဓာဆက်စွန်မဲလေးလုပ်ပြီးထားပါနော်日常会話もできないのだからビジネス英語はもちろんできないနော်အဲ့ဆိုတာမန်နေ့စဉ်စကားပြောတော့မှမပြောနိုင်တဲ့အတွက်ကြောင့်မလို့ဒီ business နဲ့ ego เนาะ business English ကတော့တေချာပေါက်မပြောနိုင်ဘူးရမယ်နော်ကဲနောက်တစ်ခုそんなこと子供ですらしてるよတဲ့နော်အဲ့လောက်အကြောင်းအရာလေးကတော့ကလေးတောင်မှသိရနေတဲ့ရမယ်နော်လူကြီးသွားပြောနေကလေးအောင်သိရဲဆိုပုံစံပေါ့နော်တစ်ဖက်ဆောင်းနေပေးထားတဲ့ဥပမာနော်အဲ့ဆိုခိုတိုးမို့တယ်မို့しているのだからတဲ့နော်ကလေးအောင်မှသိနေတဲ့အတွက်ကြောင့်သိရဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့大人はもちろん知っていて当然だနော်ဒါလူကြီးဆိုတာသိနေတာမဆန်းပါဘူးထုံးစံပဲရမယ်နော်ကလေးအောင်သိနေတာလူကြီးဆိုလို့ရှိရင်လည်းပို့ပြီးသိမှာပဲရမယ်နော်လူကြီးသိရမဆန်းဘူးရမယ်နော်ကဲအဲ့ဆိုရှင်ကိုတို့ဖတ်စာအုပ်လေးချက်လောက်သွားကြည့်ရအောင်နော်ရမယ်နော်ဖတ်စာအုပ်လေးကဆိုတာ Railbone 1番လေးကိုဖတ်မယ်ဆိုလို့ရှိရင်忙しくて食事をとる時間ဆိုတာないနော်အဲ့ဆိုအလုံးများလွန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ထမင်းစားနော်食事をとるဆိုတာထမင်းစားနော်ထမင်းစားရဲ့အချိန်တော့မှမရှိဘူးနော်တစ်ဖက်ဆောင်းနေတာနော်တခြားအချိန်တော့ပြောမနေနဲ့ထမင်းစားရဲ့အချိန်တော့မှမရှိဘူးသူမှအဲ့လိုမျိုးပြောချင်တာနိဗ္ဗာန်မှာကျတော့そんな簡単なこと子供ですらできるเนาะအဲ့လောက်ထိလွယ်ကူတဲ့အကြောင်းအရာကိုကလေးတောင်မှလုံနိုင်တယ်ရမယ်နော်လူကြီးမပြောတခြားသူမပြောနဲ့ကလေးလေးရောင်လုံနိုင်တယ်လို့ပြောတာနော်3番ကကြတော့試験前には10分の休憩時間すら惜しんで勉強したものだနော်အဲ့တော့試験前ဆိုတော့ဒီဆောင်းပွဲမဖြစ်ခင်နော်မတိုင်ခင်ပေါ့နော်10分の休憩時間နော်အဲ့တော့ဒီအနားယူချိန်7မိနစ်4တောင်မှာတဲ့10分の休憩時間ဆိုတာနော်အနားယူချိန်7မိနစ်4တောင်မှာတဲ့惜しんでနော်惜しむဆိုတာကြတော့ကိုနှမျောတတဖြစ်တာနှမျောတာအောင်ပြောပါနော်နှမျောပြီးတော့တဲ့ bank したものだနော်စာလုပ်တာလေးစာလုပ်ဖြစ်တာလေးလို့ပြောတာပေါ့နော်သူရဲ့ QK နားတဲ့အချိန်ကိုတစ်ဖက်ဆောင်နေဥပမာပေးပြီးတော့ပေါ့နော်တခြားအချိန်တွေတော့ပြောမနေနဲ့ဒီ7မိနစ်လီနားတဲ့အချိန်တော့သူဒါနှမျောတတဖြစ်ပြီးတော့စာတွေကုန်းယုံလုံးလိုက်တာပေါ့နော်ဒီလိုတိုင်းလည်းဖြုတ်ဦးကြမယ်ထင်တယ်ပေါ့နော်ဆောင်းဝဲမျိုးဖြေတော့မှစာပို့လုပ်ကောင်းတာပေါ့နော်စာပို့မှတ်မိရဲဆိုတာကဲအဲ့ဆိုရုံးမှန်လေးဖတ်ကြည့်လိုက်ရအောင်
欲しがりたくて起き上がることすら難しかったနော်အဲ့တော့ဒီခါကနာတာဖြစ်တဲ့အတွက်ကြောင့်မလို့起き上がることすらနော်အကိုဒီအိယာနေပြီးတော့ဗောနော်ထလိုက်တာကိုပြောတာဗောနော်အဲ့တော့မနေ့အိယာထတဲ့အားတော့မားတဲ့အကိုဒီနော်မူစကားချကတာခက်ခဲခဲ့ပါတယ်လို့ပြောတာဗောနော်တခြားဟာကြီးတော့ပြောမနေတော့ဗောနော်မနေ့အိယာဒီမိုးလင်းလို့ငေါတုတ်ထထိုင်နေတဲ့အချိန်လေးအဲ့ဒါစခက်ခဲနေရလို့ပြောတာဗောနော်နော်ဒီဂျပန်မှာရောက်လို့ရှိရင်ဒါဗောနော်ဒီတုတ်တေကင်းတို့ဘောဗီဇာသမားကြီးလည်းနော်ဒီတခြားဒီဘယ်လိုပြောမလဲခန္ဓာကိုယ်အသုံးပြုပြီးလောက်ရဆိုလို့ရှိရင်နော်ဒီခိုင်းရပိုင်းနာတာရှိရပေါ့နော်ခိုင်းကောလောက်တာတို့ပါအောင်ဆိုလို့ရှိရင်စားတော့ဆိုင်သမားကြီးဆိုလို့ရှိရင်လည်းအလေးပင်နေမှာရဲ့သူရဲ့အများခါနာတယ်ပေါ့နော်ကျောင်းထဲလာလေလေးပင်မာတဲ့အလုပ်တွေရှိရနော်အားကြောင့်မလို့နည်းနည်းလေးကြိုတင်ပြင်ဆင်လာခဲ့ပါနော်အဲတော့ခေါ်ဗန်လေးကိုကြည့်လိုက်ရအောင်ခေါ်ဗန်ကကြတော့彼女は親にすら一言も言わずに家をနော်出たそうだအဲ့တော့သူမကတဲ့親にすらဆိုတော့မိဘတွေကိုအောင်တော့မှာတဲ့一言も言わずနော်စကားတစ်ခုမှမပြောဘဲနဲ့ဇူနီဆိုတာကြတော့နိုင်တဲ့နဲ့တူတူပဲနော်家を出たそうだနော်အိမ်ပေါ်ကနေထွက်လာခဲ့တယ်တဲ့နော်အဲ့တော့ဒီနော်တခြားသူဆိုလို့ရှိရင်တော့ပြောမနေနဲ့သူ့မိဘတွေတော့မှစကားတစ်ခုမှမပြောဘဲနဲ့အိမ်ပေါ်ကနေဆင်းလာခဲ့တယ်လို့ပြောတာပေါ့နော်ကဲဒီနေ့မှာတော့ကိုတွေနော် N1 ရဲ့နံပါတ်2တော့နော်ဒါဒီဖတ်စာအုပ်ထဲမှာလွယ်နေလို့နော်တကယ်ဖတ်စာအုပ်ထဲမှာနံပါတ်2 grammar pattern ပေါ့နော်နံပါတ်2 grammar pattern လေးဖြစ်တဲ့စူရာကိုလေ့လာခဲ့ကြတာပေါ့နော်နောက်တဲ့ဗီဒီယိုမှာနောက်တစ်ခုပေါ့နော်ဆက်ပြီးတော့သွားရအောင်